TikTok မှာသူများဗီဒီယိုအောက်မှာကိုရေးခဲ့တဲ့ comment တွေကိုအလွယ်တကူကျွန်တော်တို့ပြန်ကြည့်နီးပြန်ပြီးတော့မကြိုက်လို့ရှိရင်ပြန်ဖြတ်နီးကို reply ပြန်ခဲ့တဲ့ comment တွေကိုအလွယ်တကူပြန်ကြည့်နီးနဲ့ပြန်ဖြတ်နီးလေးကိုမတည်သေးတဲ့သူများအတွက်ဒီ video လေးမှာအားလုံးအတွက်ကျွန်တော်ကနေပြီးတော့မျှဝေပေးပါမယ်ခင်ဗျပထမဆုံးနေဖြင့်ထိတ်ဆုံးကမင်းကြောင်လေး၃ကြောင်ကျွန်တော်နှိပ်ပေးပါပြီးလို့ရှိရင် setting and privacy ကိုဆက်ပြီးတော့နှိပ်ပေးပါဒီအဆင့်ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်နာလေးမှာရှိနေတဲ့ activity center ထဲဝင်ပါဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးမှာရှိနေတဲ့ comment history ထဲကိုဆက်ပြီးတော့ဝင်လိုက်ပါဒီထဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကသူများကိုမှန်ထားတဲ့ comment တွေရပြီးလို့ရှိရင်သူများကိုမှန်ထားတဲ့ comment ကို reply ပြန်ထားတာတွေပေါ့နော်ဒါကျွန်တော်တို့ကလည်းသူများဗီဒီယိုသွားမှန်ထားတာတွေပြီးလို့ရှိရင်ကိုကနေပြီးတော့သူများကိုပြန်ပြီးတော့ reply ပြန်ထားတာဆိုလို့ရှိရင်ဒီမှာအလွယ်တကူရှာလို့ရတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်အမတရားကိုကျွန်တော် comment မှန်ထားတာသူကကျွန်တော် reply ပြန်ထားတယ်ဒါသူအဲ့ဗီဒီယိုမှာကျွန်တော်ရဲ့ comment ကိုကျွန်တော်မကြိုက်လို့ပြန်ဖြတ်ချင်တယ်ဆိုရင်အလွယ်တကူကျွန်တော်တို့သူ့အကောက်ကိုသွားရှာကြမလို့ဒီမှာ delete နှိပ်ပြီးတော့ကျွန်တော်တို့ဖြတ်လိုက်ရုံပဲပေါ့နော်ဒါကျွန်တော်ကပြပေးရပါတော့အဲ့တော့လုပ်ကြည့်ပါအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်